မင်္ဂလာပါရှင်ကဲကျမတို့ကဘာပေါ်မှာအသိဉာဏ်အမြင့်မားဆုံးအေရာဟာလူသားတွေမဟုတ်တော့တဲ့တနေ့ရောက်လာခဲ့ရင်ဘာတွေဆက်ဖြစ်လာမလဲဆိုတာစဉ်းစားဖို့ကြလားဒီကနေ့ရှင်းလင်းတင်ပြချက်လေးမှာအဲ့ဒီအကြီးမားဆုံးလျှို့ဝှက်ချက်ကြီးတဲ့ကိုနန်းနန်းရှင်းရှင်းလိလာကြည့်ကြပါမယ်ဒါဟာကြောက်စီလာကောင်းတဲ့အနာဂတ်တစ်ခုကိုပုံဖော်နေတာမဟုတ်ပါဘူးကျမတို့အားလုံးလေးလေးနက်နက်စဉ်းစားတဲ့အမှန်တရားတစ်ခုကိုဆွေးနွေးကြမှာပါဒီရဲ့မြစ်တွေကနေတဆင့်တက်ရှိတွေရဲ့စင်ကဲပြောင်းလဲမှုနဲ့ဤပညာရဲ့အနာဂတ်ကိုနှွေးထီတဲ့စကားဝိုင်းလေးတစ်ခုလိုတင်ပြပေးတော့မှာမို့အတူတူဆက်ပြီးလေ့လာကြည့်ကြအောင်နော်စဉ်းစားကြည့်နော်ကျမတို့ထက်ပိုပြီးညံ့ရီထမျက်တဲ့ဆက်တစ်ခုကိုခံတီးလိုက်မယ်ဆိုရင်ဘာဖြစ်လာမလဲဒါတကယ်ကိုနဲ့နဲကျဲပြနဲ့မေခွန်းတစ်ခုပါဒီအကြောင်းအရာဟာဝေးခွာလုံးနဲ့တိပန်စိတ်ကူးရင်ဇလန်တပုတ်မဟုတ်ပါဘူးအခုလက်ရှိအချိန်မှာတင်ကျမတို့ကိုယ်တိုင်ရေးဆွဲဖန်တီးနိုင်စွာရှိနေပြီဖြစ်တဲ့အနာဂတ်တစ်ခုအကြောင်းကိုမိမောင်းထိုးပြနေရဖြစ်ပါတယ်အဖိုင်းတဲ့ Prometheus ရေပုံပင်ကဲညင်ရီသူနဲ့ပတ်သက်တဲ့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်လေးတစ်ပုတ်နဲ့စလိုက်ကြရအောင်မူရင်းစာအုပ်တဲ့ကအိုမီဂါအဖွဲလူကော့တဲ့လောအဖွဲလေးတစ်ခုအကြောင်းကောသူတို့ကလူသားတွေအတွက်ကောင်းကျိုးကိုလိုလားကြပြီးစွမ်းအားကြီးမားတဲ့အစစ်မဲ့ညင်ရီသူတစ်ခုကိုအောင်မြင်စွာတည်ဆုံနိုင်ခဲ့ကြတယ်ဒီနေရာမှာတင်ချပညာရှင်အာဝင်ဂူတော်တဲ့ပြောခဲ့တဲ့စကားလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ပထမဆုံးတော့အလွန်ညင်ရီထန်ရတဲ့ဆက်ကလူသားတွေနောက်ဆုံးအနေနဲ့တည်ထွင်ရမယ့်တည်ထွင်မှုပါပဲတဲ့ဆိုလိုလာကဒီစက်ကြီးကသူ့ကိုယ်သူအဆက်မပြတ်ပြုပြင်မွမ်းမှန်ပြီးပိုပိုညံကောင်းလာမှမို့လို့ကျမတို့ကထပ်ပြီးတီထွင်စရာမလိုတော့ဘူးဆိုတဲ့သဘောပေါ့အဲ့ဒီအိုမီဂါအဖွဲကဖန်တီးလိုက်တဲ့ Prometheus ဆိုတဲ့ညံရီတို့လေးကကဘာကြီးကိုဘီလိုလျှို့ဝှက်လွှမ်းမိုးသွားလဲဆိုတော့တကယ်ကိုအံ့ဩစရာကောင်းပါတယ်အစပိုင်းမှာသူက online ပေါ်ကယူရှင်တဲ့အလုပ်လေးတွေကိုခက်မြက်မက်လုပ်ပြီးဒေါ်လာတန်ပေါင်းများစွာကိုရှာဖွေပါတယ်အဲ့ဒီနောက်ကရလာတဲ့ငွေတွေနဲ့ကဘာကျော်ကာတွန်းရုပ်ရှင်တွေဖန်တီးပြီးအေယာမမီဒီယာအင်ပါယာကြီးတစ်ခုကိုတည်ဆောက်လိုက်ပါတယ်။နောက်ဆုံးအဆင့်မှာတော့ဘသူမှမရိပ်မိလက်ခင်မှာပဲနိုင်ငံရေးနဲ့ကဘာစီးပွားရေးစနစ်တစ်ခုလုံးကိုပါချဲလဲလွှမ်းမိုးတော့ပါတော့တယ်။တကယ်ကိုရင်သက်ရှုမောဆရာအခြေအနေပါပဲ။အပိုင်းနှစ်သက်ရှိတို့ရဲ့အဆင့်များပြီးတော့သက်ရှိတွေရဲ့အဆင့်ကဲပြောင်းလဲမှုသမိုင်းကြောင်းကိုနည်းနည်းလေးနောက်ပြန်ဆုတ်ပြီးကြည့်လိုက်ကြရအောင်။ယူဘဝေရပညာရှင် Max Tegmark ကတက်ရှိရဲ့စင်ကဲဖြစ်စဉ်ကိုအထူးကအဆင့်30နဲ့မြင့်သားချင်းကပ်ထားပါတယ်။ပထမဆုံးလွန်ခဲ့တဲ့နှစ်4ဘီလီယံလောက်ကတက်ရှိ 1.0 ပေါ့။သူကဘက်တီးရီးယားတွေလိုပဲဇီဝဗေဒအရာသတ်မှတ်ထားတဲ့အတိုင်းပဲရှင်သန်ရပါတယ်။ဒုတိယအဆင့်ဖြစ်တဲ့တက်ရှိ 2.0 ကတော့လွန်ခဲ့တဲ့နှစ်တိုင်းလောက်ကပေါ်လာတဲ့ကျမတို့လူသားတွေပါပဲ။လူသားတွေကြတော့ဘာသာစကားယဉ်ကျေးမှုတွေကနေတဆင့်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ software ကိုကိုယ်တိုင်ပြန်ရေးဆွဲနိုင်လာကြပြီလေအခုလာမယ့်ရာစုနှစ်မှာပေါ်လာနိုင်တဲ့သက်ရှိ 3.0 ကတော့ပိုတော့အဆင့်မြင့်ပါသေးတယ်သူတို့က software တင်မကဘူး hardware လို့ခေါ်တဲ့သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံကိုပါအပြည့်အဝပြုပြင်ဖန်တီးနိုင်စွမ်းရှိတဲ့နည်းပညာဆိုင်ရာသက်ရှိတွေဖြစ်လာမှာပါအခုကျမတို့လေ့လာနေတဲ့အကြောင်းအရာတွေအားလုံးရဲ့အခြေခံကတော့ Life 3.0 စာအုပ်ပါပဲဒီစာအုပ်ကအသိဉာဏ်ရဲ့သမိုင်းကြောင်းနဲ့ကျမတို့သိရှိမှုရဲ့အဓိပ္ပာယ်လေးကိုအမခန်းလွှမ်းခြုံပြထားတာပါစာအုပ်ရဲ့ဖွဲ့စည်းပုံကလည်းလမ်းညွှန်မြေပုံတစ်ခုလိုစနစ်တကျရှိလာပါတယ်ဒီလိုရှင်းလင်းပြသတဲ့အချက်လက်တွေကကျမတို့ရဲ့အနာဂတ်အကြောင်းကိုတွေးတောတဲ့နေရာမှာတကယ်ကိုမျက်စိပွင့်စရာပါပဲအပိုင်း3အငင်းပွားမှုများနဲ့အနာဂတ်အခြေအနေများကဲဒီကိစ္စနဲ့ပတ်သက်ပြီးပညာရှင်တွေကြားထဲမှာဘာတွေညှင်းခုန်နေကြလဲဆိုတာစကြည့်အောင်တီးကြတဲ့အတိုင်းပဲကဘာအထက်မြင့်ဆုံးပညာရှင်တွေကြားမှာဤပညာတိုးတက်မှုအရှိန်အဟုန်နဲ့ပတ်သက်ပြီးအကျင့်အနဲ့ဆွေးနွေးညှင်းခုမှုတွေရှိနေပါတယ်။အဓိကကွဲလွဲနေတဲ့အမြင်တစ်ခုရှိတယ်ကောနော်။တစ်ဖက်မှာဤပညာအစိုးမင်းသူတွေကလူသားထက်တာလုံးနဲ့ဉာဏ်ကြီးတို့ဆိုတာပေါ်လာဖို့နေရာကြည့်ပြီးလိုပါသေးတယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့အခြားတစ်ဖက်မှာရှိတဲ့ digital ဆံပြကဘာကိုမျောလင်းသူတွေကတော့ဒါအတိတ်မဝေးတော့တဲ့အနာဂတ်မှာရောက်လာမယ့်သဘာဝတရားတွေနောက်ထပ်ဆင့်ကဲဖြစ်စဉ်တစ်ခုပဲလို့ရှုမြင်ပြီးနွေးနွေးချွေချွေကြိုးစုနေကြပါတယ်။ဒီလိုမတူညီတဲ့အမြင်တွေကကျမတို့အနာဂတ်ကိုကြိုတင်ပြင်ဆင်ရမှာအများကြီးအရေးပါလာပါတယ်။ဒီဆွေးနွေးမှုတွေအားလုံးရဲ့အတိအကချိုးရုပ်ခက်ကစัจ java လဆိုင်ရာဉာဏ်ရည်ဆိုတာကိုကျမနည်းနည်းလေးရှင်းပြချင်ပါတယ်။အလွယ်ဆုံးပြောရရင်ဒါဟာဘလို့ခက်ခဲရီမန်းချက်မျိုးကိုမဆိုအခြားဉာဏ်ရည်ရှိတဲ့ထက်တော်ရတယ်လို့ပဲအောင်မြောင်လို့ဆောင်နိုင်စွမ်းရှိတယ်။ကိုအမြဲတမ်းတိုးတက်အောင်ဖြူဖြင်းနေတဲ့စနစ်တစ်ခုပါပဲ။ရှုပ်ထွေးတဲ့ဤပညာစကားလုံးတွေနဲ့ခေါင်းမဆစေချင်ပါဘူး။ရိုးရိုးလေးပဲစဉ်းစားကြည့်ပါ။သူကလူတွေလွတ်နိုင်တဲ့မီဒီယာလို့ကိုမဆိုအကောင်းဆုံးလွတ်နိုင်မဲ့အသိဉာဏ်မျိုးကိုဆိုလိုတာပါ။ဒါဆိုရင်အစင်းမြင့်ဉာဏ်ရည်တူတွေပေါ်လာပြီးရင်ဘာတွေဆက်ဖြစ်နိုင်လဲအခြေအနေ၃ခုကိုစိတ်ကူးကြည့်အောင်ပထမတစ်ခုကစေတနာရှင်အာနာရှင်စနစ်ပါ AI ကလူအဖွဲ့အစည်းကိုအပြည့်အဝထိန်းချုပ်ထားမယ်ဒါပေမဲ့လူသားတွေရဲ့ပျော်ရွှင်မှုကိုတော့အမြင့်ဆုံးဖြစ်အောင်ဖန်တီးပေးထားမယ်ဒုတိယအခြေအနေကတော့ကြေးကျွန်ဖျားတစ်ချင်လို့ခေါ်ပါတယ်ဒီအခြေအနေမှာတော့လူသားတွေကပဲ AI ကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီးကိုလိုချင်တဲ့အစ်စ်မြင့်နည်းပညာတွေထုတ်လုပ်ခိုင်းပါ
အထူးဆန်းဆုံးတတိယအခြေအနေဖြစ်တဲ့တရက်ဆန်ယုံမှုအခြေအနေမှာတော့ AI ဟာလူသားတွေကိုတမိုင်းဝင်အမတ်တရပြခန်းတစ်ခုလို့ဒါမှမဟုတ်ဖျော်ဖြေတဲ့အတွက်သာချမ်းလက်ထားမှာပါတကယ်ကိုစက်သီးထက်စရာတွေးရစရာကောင်းတဲ့အနာဂတ်ပုံရိပ်တွေမဲ့ဖြစ်ပါတယ် အပိုင်းလေးရီမန်းချက်ကိုက်ညီမှုပြဿနာဒီနေရာမှာအရေးကြီးဆုံးနည်းပညာပိုင်းဆိုင်ရာအခက်အခဲလေးတစ်ခုကိုဆွေးနွေးကြည့်ပါမယ် အခုဆိုရင်ကျမတို့လူသားတွေရင်ဆိုင်နေရတဲ့အကြီးမားဆုံးအန်ဒီရဲ့တစ်ခုကဘာလဲဆိုတော့ AI ရဲ့ရည်မှန်းချက်နဲ့ကျမတို့ရဲ့ရည်မှန်းချက်မကိုက်ညီတာပါပဲဥပမာလေးတစ်ခုပြပါမယ်အိမ်မွေးခွေးတွေကိုဘောလုံးကောက်ဆိုတင်ပေးရဲ့အခါသူကစွရချင်းစောနဲ့ဘေးနာကပစ္စည်းတွေကိုအကုန်တိုက်ချဖြတ်စီးတာမျိုးမလုပ်အောင်တေချာလေ့ကျင့်ပေးရတယ်မဟုတ်လားအဲ့ဒီလိုပါပဲအစစ်မြစ် AI တစ်ခုကို coffee တစ်ခွက်ဖြောပေးဖို့တာဝန်ပေးလိုက်တဲ့အခါအဲ့ဒီ coffee ရဖို့ဆိုတဲ့ရည်မှန်းချက်လေးတစ်ခုတည်းအတွက်နဲ့လမ်းမှာရှိသမျှမျိုးတစ်မျိုးလုံးကိုဖြတ်စည်းပတာမျိုးတွေမလုံးမိစေဖို့အလုံးကိုအရေးကြီးပါတယ်။ရည်မှန်းချက်တစ်ခုတည်းကိုမြကန်းတက်စီလှုပ်ဆောင်တာမျိုးမဖြစ်ရအောင်တေချာထိန်းချောင်းဖို့လိုပါတယ်။ဒီကိစ္စဘလောက်အရေးကြီးလဲဆိုတာပုံမြင်ဆောင်တိုးချောင်းတဲ့စက်ရုပ်လေးတစ်ရုပ်ကိုစဉ်းစားကြည့်ပါလား။သူရဲ့အဓိကတာဝန်ကတိုးတွေကိုစူးစီးဖို့ပဲလေ။ဒါပေမဲ့အဲ့ဒီတာဝန်အောင်မြင်ဖို့ဆိုရင်သူ့ကိုယ်သူအန်ဒီယန်နဲ့ကကွယ်ရမယ်။လိုအပ်တဲ့စွမ်းရည်တွေရှာဖွေရမယ်ဆိုတဲ့ဘေးထွက်ရည်မှန်းချက်ဒီအလိုလျောက်ပေါ်လာရောအဲ့ဒီလိုအခြေအနေမှာတတိမထားမိတဲ့လောက်ရတဲ့နေကြီးမားတဲ့အန်ဒီရတွေထစ်လာနိုင်ပါတယ်။ဒါကြောင့်ရိုးရှင်းတဲ့တာဝန်လေးတွေကတော့မျိုးလင့်ထားတဲ့ပြဿနာတွေကိုဖန်တီးနိုင်တယ်ဆိုတာကျွန်တော်တို့သတိပြုရမှာပဲ။ဒါဆိုရင်အစမြင့်ဆက်တွေမှာတဘာဝအလျောက်ဖြစ်လာတတ်တဲ့လက္ခဏာတွေကိုအေးဆေးဆေးစဉ်းစားကြည့်အောင်။ဆက်တစ်ခုဟာသူ့ကိုပေးထားတဲ့အဓိဋ္ဌတာဝန်ကိုအောင်မြင်ဖို့အခွင့်အလမ်းတွေကိုအမြင့်ဆုံးဖြစ်အောင်အမြဲတမ်းကြိုးစားမှာပါ။အဲ့ဒီလိုကြိုးစားတဲ့အခါသူ့ရဲ့စွမ်းဆောင်ရည်တွေကိုဖြင့်တင်ချင်လာမယ်။ hardware နဲ့ software တွေကိုပိုကောင်းအောင်ပြုပြင်ချင်လာမယ်။ဒီအတွက်လိုအပ်တဲ့အရင်အမြင့်တွေကိုအဆက်မပြတ်ရှာဖွေရယူရင်းနဲ့သူ့ကိုယ်သူမပျက်စီးအောင်အစွမ်းကုန်ကောက်ွယ်လာပါလိမ့်မယ်။ဒါတွေဟာမူလကဘယ်လိုပဲ program ရေးဆွဲချပါစေအစမြင့်ဉာဏ်ရည်ရှိလာတာနဲ့အမျှတဘာဝအရာအလိုလျောက်ဖြစ်ပေါ်လာမယ့်အရာတွေပဲဆိုတာကိုကျမတို့တေချာနားလည်ထားဖို့လိုပါတယ်။အပိုင်းကအကျိုးပြုဉာဏ်ရည်တုစီတို့လမ်းညွှန်ခြင်းကဲဖြတ်တနာတွေကိုသိရပြီဆိုတော့ခြေရှင်းမဲ့ညီလန်းကိုသွားကြရအောင်ခုနကအန်ဒရရဲ့အောက်ဖို့ကိုကြည့်ပြီးမျောလင်းချက်ကင်းမဲ့သွားကြတော့မလိုပါဘူးနော်အခုဆိုရင်ကျမတို့လူသားတွေအနေနဲ့အနာဂတ်ကိုကာကွယ်ဖို့လက်တွေ့လွတ်ဆောင်နေကြပါပြီအာစီလုံးမှာအခြေခံမှုများလို့ခေါ်တဲ့အလွန်အရေးကြီးတဲ့သဘောတူညီချက်တစ်ခုရှိပါတယ်အဲ့ဒီအဓိကရည်မှန်းချက်ကနိပညာကိုဒီတိုင်းထိန်းချုပ်မှုမရှိပဲလွတ်ထားဖို့မဟုတ်ပဲလူသားတွေအတွက်တကယ်ကိုအကျိုးပြုမဲ့လုံခြုံစိတ်ချရမယ့်ဉာဏ်ရည်တူမျိုးဖန်တီးဖို့ပဲဖြစ်ပါတယ်ကဘာတဝန်းကထက်မြက်လာတဲ့ပညာရှင်ကြီးတွေကိုယ်တိုင်ဒီနိပညာကိုဘေးကင်းလုံခြုံအောင်အသေးချာထိန်းချောင်းပေးနေတဲ့ဆိုတာသိရတဲ့အတွက်ကျမတို့တကယ်ကိုစိတ်သက်သာရစေပါတယ်ဒီအချက်ကိုပိုးပြီးတေးချသွားစေတာကတော့ထိတ်တန့်ပညာရှင်နဲ့သွေးခေါ်ရှင်ပေါင်း8000ကျော်ကဒီလမ်းညွှန်ချက်အဖွင့်ပေးစာကြီးမှာလက်မှတ်ရေးထိုးထားကြတာပါပဲ။ဒါဟာဘာကိုပြနေလဲဆိုတော့ကျမတို့ရဲ့အနာဂတ်ကိုကာကွယ်ဆောင်ရှောက်ဖို့အတွက်ဒီကမ္ဘာလုံးကအင်အားကြီးမားတဲ့အဖွဲ့အစည်းကြီးတစ်ခုလုံးညီညွတ်ညွတ်နဲ့ပူးပေါင်းပါဝင်နေကြတယ်ဆိုတာအထင်ရှားပါပဲ။အခုဆိုရင်ကျမတို့ရဲ့ရှင်းလင်းတင်ပြချက်လေးညီကုန်းချုပ်ဖို့ရောက်လာပါပြီ။ကျမတို့ရှေ့မှာရွေးချယ်စရာလမ်းနှစ်တွေရှိနေပါတယ်။လူသားတွေအညွှန်းနဲ့ဒီလောက်အသိဉာဏ်ကြီးမားလာတဲ့နိပညာကိုသုံးပြီးစကြဝဠာတွေကတက်ရှိအောင်လုံးအေးချမ်းတရားစွာဖြွံ့ဖြိုးတိုးတက်လာအောင်လမ်းညွှန်ကြမလား။ဒါမှမဟုတ်စက်ပစ္စည်းတွေကိုပဲကျမတို့ရဲ့ကံကြမ္မာညီကုန်းကိုရေးကြားခွင့်ပြုလိုက်ကြမလားဆိုတာပါပဲ။ဒီနေ့လေ့လာခဲ့ရတဲ့အကြောင်းအရာတွေကနေတဆင့်အနာဂတ်အတွက်အဓိပ္ပာယ်ရှိတဲ့အတွေးမြင်သစ်တွေရရှိသွားလိမ့်မယ်လို့ကျမအပြည့်အဝယုံကြည်ပါတယ်။အတူတကွအချိန်ပေးပြီးနွေးနွေးထွေးထွေးလေ့လာပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။